Grade 10 Biology, Chapter 4, Table 4.3, Macronutrients for Humans. အဲ့တော့ဇယားလေးတစ်သမ3လူသားများအတွက်အများလိုအာဟာရများเนาะအဲ့တော့ macro ဆိုတာကเนาะပမာဏများတာကိုပြောတာ micro ဆိုတာက small macro ဆိုတာ large လို့ပြောတာဖြစ်တယ်အဲ့တော့ grade 9သိပ္ပံမှာเนาะဒီနှစ်သင်ရိုးသစ်မှာသင်ရတယ်အပင်တွေအတွက်เนาะပမာဏများများလိုတဲ့အာဟာရတွေကိုဒါเนาะ macronutrients for plants เนาะပမာဏအနည်းငယ်ပဲလိုတဲ့အာဟာရဓာတ်တွေကို micronutrients for plants ဆိုပြီးတော့သင်ရတာရှိတယ်ဒီတော့အဲ့ဒီမှာဒီ table မှာ column က၄ခုရှိတယ်เนาะ first column က types of nutrient အာဟာရပုံစံများ second column က food source အစာအရင်းမြစ် third column က functions လုပ်ငန်းများ fourth column က effects of deficiency ချို့တဲ့ခြင်းဤသက်ရောက်မှုများအဲ့ဒီမှာ carbohydrates เนาะအဲ့တော့ carbohydrates ကိုဆရာတို့ကဒီကစီဓာတ်များလို့ဘာသာပြန်လို့လဲမှန်ပါတယ်သို့တော်လည်းပဲကစီဓာတ်ဆိုတာက starch လို့ခေါ်တာเนาะအဲ့တော့ starch နဲ့ carbohydrate နဲ့မတူဘူးလားလို့မေးစရာရှိတယ်เนาะဒီနေရာမှာက type of nutrient ဆိုတာအာဟာရပုံစံများအာဟာရအုပ်စုတွေကိုပြောတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေရာမှာ carbohydrate ကို carbohydrate လို့ပဲပြောပါတယ်เนาะအဲ့တော့ဆရာတို့ဖေတွေလက်ထက်တုန်းကလည်းပဲဒီတတ္တဗေဒသင်တဲ့အခါမှာသူတို့တက္ကသိုလ်မှာเนาะဗမာလိုပဲပြဋ္ဌာန်းပါတယ်သင်ရိုးကเนาะအဲ့ဒီမှာလည်းပဲ carbohydrate ကို carbohydrate လို့ပဲပြောပါတယ်เนาะဘာကြောင့်လဲဆိုတော့ carbohydrate ကိုကစီဓာတ်များလို့ပြောလိုက်ရင်ကစီဓာတ်များဆိုတာ starch ကိုပြောတာဖြစ်တယ်အဲ့ဒီနေရာမှာရှုပ်เสียအကြောင်းမရှိဘူးเนาะအဲ့ဥပမာကိုဆရာတို့ကြည့်ရအောင် food ဆိုအစာအရင်းမြစ်မှာ examples တွေပေးထားတယ် rice bread beans milk popcorn potatoes เนาะ potatoes စလုံးမမှားနေတယ် potatoes cookies spaghetti and soft drinks เนาะအဲ့တော့ rice and bread ပေါင်မုတ် beans เนาะပဲတောင်ရှည်တွေကိုပြောတာ milk နှုတ်เนาะဒါနှုတ်မျိုးမျိုးပေါ့နောက်တစ်ခါ popcorn เนาะရုပ်ရှင်ကြည့်တဲ့အခါမှာစားတဲ့ဒီပြောင်းမှုပေါက်ကိုပြောတာเนาะဒါကို popcorn လို့ပြောတယ်အဲနောက်တစ်ခုကเนาะ potatoes เนาะအာလူ cookies ဒီမှာတော့ biscuit လို့လွယ်အောင်ရေးထားတာပါ cookies လို့ပြောလိုက်ရင်အားလုံးသိပါတယ်เนาะ coffee ဆိုင်မှာဆိုလို့ရှိရင်เนาะ coffee လေးနဲ့တွဲပြီးချပေးတဲ့ဟာလေးတွေသိပါတယ်เนาะကလေးတွေပို့ပြီးသိပါတယ်เนาะ spaghetti เนาะ spaghetti ဆိုတာဘာလဲအီတလီခောက်ဆွဲကိုပြောတာဖြစ်တယ်เนาะ Italian noodle ပေါ့เนาะ spaghetti လို့ခေါ်တယ်နောက်တစ်ခါ soft drinks drink ဆိုတာတောက်စရာပေါ့เนาะဒါဒီဘီယာတွေအရက်တွေအချိုရည်အကုန်လုံးကို drink လို့ပြောတာဒီနေရာမှာ soft ဆိုတဲ့စကားလုံးလေးထည့်လိုက်တော့ soft drink ဆိုတာကပျော်တော့တောက်စရာအဲ့တော့ဘာကိုပြောတာလဲအေးကိုပြောတာအချိုရည်ကိုပြောတာဖြစ်တယ်နော် functions လုပ်ငန်းဆောင်တာတွေမှာ give the body energy အဲ့တော့ခန္ဓာကိုယ်ကိုစွမ်းအင်ပေးတယ်နော်နောက်တစ်ခုက the best source of fuel for the body ခန္ဓာကိုယ်အတွက် fuel ဆိုတာလောင်စာနော်အဲ့တော့ engine တွေထဲမှာဆရာတို့ diesel တွေနော်ဓာတ်ဆီတွေ92တွေ95တွေအဲ့ဒါတွေကလောင်စာတွေပဲကြောင်မီးသွေးဆိုတာလည်းလောင်စာပဲသဘာဝဓာတ်ငွေ့ဆိုတာလည်းလောင်စာပဲအဲ့တော့ခန္ဓာကိုယ်အတွက်လောင်စာဘာတူလဲ carbohydrate အဲ့တော့ဒီဆရာကပြောခဲ့တဲ့စံနေဂျုံနေအာလူတွေပြောင်းမှုတွေနော်နောက်ပီလောပီနံဥပေါ့နော်ကလောဥလို့လည်းတချို့ကခေါ်တယ်အဲ့ဒါတွေက carbohydrate တွေနော်အဲ့တော့စံဂျုံပြောင်းမှုအာလူပီလောပီနံဥဒါဒီcarbohydrate ကအရင်းမြစ်ပဲနော်အဲ့တော့အလွတ်ကျက်တာကိုဘာကြောင့်အားမပေးဘူးလဲဆိုတော့အလွတ်ကျက်ရင်ခဏပဲရမယ်စားမွေးဖြေပြီးမိသွားမယ်အလွတ်ကျက်တာကိုအားမပေးတဲ့စနစ်နဲ့သင်တဲ့အခါကျတော့တစ်သက်လုံးမမေ့တော့ဘူးဆရာတို့ဆိုလို့ရှိရင်ဒီအကြောင်းအရာတွေကိုတစ်သက်လုံးမမေ့တော့ဘူးနော်အဲ့လိုဘယ်လိုစာအုပ်တစ်မျိုးနဲ့တစ်မျိုးနဲ့မတူဘူးနော် biology စာအုပ်တစ်အုပ်နဲ့လည်းမတူသလိုနော်တခြားသောနော် health and medicine ပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆေးပညာနဲ့ပတ်သက်တဲ့စာအုပ်တွေလည်းအဲ့လိုမျိုးရေးသားတွေနည်းနည်းလေးကွာခြားတယ်ဒါပေမဲ့ဆိုလိုရင်းအဓိပ္ပာယ်ကတော့ဗာလဲဒါပဲနော်အဲ့တော့ effects of deficiency ချွတ်တဲ့တယ်ဟာအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဆိုလို့ရှိရင်နော်ဒီစပကြီးနော် ARI တိုင်းဒေသကြီးဆိုရင်ဒါစပကြီးလို့ပြောတယ်နော်အဲ့တော့မှန်ပါတယ်နော်သို့တော်လည်းပဲအကြောင်းကြောင့်မလို့ဒါတွေကချွတ်တဲ့တာတွေရှိတယ်ယောဂါကြောင့်မစားနိုင်လို့ပဲဖြစ်စေနော်အခြားသောအကြောင်းရင်းတွေဆင်းရဲလို့တော့၎င်းစသည်အဖြစ်ပေါ့
နော်အဲ့ဒီမှာဒီချွတ်တဲ့တာတွေကိုတွေ့ရတယ် deficiency ဆိုတာချွတ်တဲ့တာအဲ့တော့ကလေးတွေမှာတော့နော်အများဆုံးတွေ့ရတာပေါ့အဲ့တော့ carbohydrate ချွတ်တဲ့နော်ယောဂါကိုဆရာတို့ကဆေးပညာစကားလုံးနဲ့marasmus လို့ခေါ်တယ်နော်အဲ့ဒီ marasmus ဆိုတာကတော့ဒီထဲမှာမပါပါဘူးသို့တော်လည်းပဲဒီထဲမှာပါတဲ့အကြောင်းပြောလို့ရှိရင်မှာဘာတွေတွေ့မလဲ nausea, dizziness, constipation, lethargy, bad breath, loss of appetite, excessive breakdown of proteins အဲ့တော့ nausea ဆိုတာက angina ကိုမြန်မာလိုပြိုခြင်းလို့ခေါ်တာပေါ့ပြုတ်အန်ခြင်းအန်နာမဟုတ်သေးဘူးနော်ပြုတ်တက်တာကိုပြောတာနောက်က dizziness ဆိုတာမူးဝေတာနောက်က constipation ဝမ်းချုပ်တာနော်အဲ့တော့ဒီ carbohydrates တွေကခုနကအပင်တွေကရတဲ့ product တွေ plant product တွေဖြစ်တယ်ပြန်ကြည့်မယ်ဆိုအပင်ကရတဲ့ပစ္စည်းတွေနော်တိရစ္ဆာန်ကရတဲ့ပစ္စည်းမပါဘူးပေါ့နော်အဲ့တော့သူ့မှာအမြင်ဓာတ်တွေပါတယ်အဲ့တော့အပင်ဆဲရဲ့ cell wall ဆဲနံရံမှာ cellulose နဲ့ဖွဲ့စည်းထားတယ်နော်အဲ့ဒီ cellulose ဆိုတဲ့အမြင်တွေဟာဝမ်းချုပ်ခြင်းကိုကာကွယ်ပေးတယ်တနည်းအားဖြင့် colon cancer colorectal cancer colorectal carcinoma လို့ခေါ်တယ်အဲ့ဒီဥမာကြီးကင်ဆာကိုကာကွယ်ပေးတယ်နော်အဲ့ဒီတော့ तू ကဒီဝမ်းချုပ်ခြင်းကိုကာကွယ်တယ် तू ချုပ်တဲ့ရင်ဘာဖြစ်မလဲ constipation ဝမ်းချုပ်နော်အဲ့ထမင်းမစားရရင်လူတယောက်ကအာရင်ကုန်ခန်းချိနေလာတယ် lethargy နော် lethargy နောက် bad breath တဲ့နော် bad breath ဆိုတာ green အနံ့ဆိုးတာပေါ့နော်နောက်တစ်ခုက loss of appetite ဆိုတာကဘာလဲစားခြင်းတောက်ခြင်းစိတ်နော်စားခြင်းတောက်ခြင်းစိတ်ဆုံးရှုံးတယ်ဆိုတော့အစားတောက်ပြတ်တယ်ပေါ့နော် excessive breakdown of proteins အဲ့တော့ဒီ carbohydrate ကအဆင့်ဆင့်ခြေဖြတ်လိုက်တဲ့အခါမှာဘာဖြစ်သွားမလဲ glucose ရမယ် glucose ကဘာကိုပေးလဲခန္ဓာကိုယ်အတွက် fuel လောင်စာပဲ energy ပဲเนาะဒါကြောင့်မလို့အဲ့ဒီ carbohydrate ချွတ်တဲ့ရင်ခန္ဓာကိုယ်မှာရှိတဲ့အသားဓာတ်တွေကိုခြေဖြတ်တော့မှာဖြစ်တယ်เนาะဒါကြောင့်မလို့ excessive breakdown of proteins ခန္ဓာကိုယ်မှာရှိတဲ့အသားဓာတ်တွေကို excessive အလွန်အကျွံเนาะ breakdown ဖြိုခွဲလိုက်တဲ့အခါကျတော့ဘာဖြစ်လဲပိန်လှီလာတာပေါ့เนาะဒါကိုပြောတာအဲ့တော့ပြုတ်အန်ခြင်းမူးဝေခြင်းဝင်းချုပ်ခြင်းအာရင်ကုန်ခန်းခြင်း green နဲ့ဆိုခြင်းစားခြင်းစိတ်ပြက်ခြင်း protein ဖြိုခွဲမှုအလွန်များလာခြင်းเนาะဒါ carbohydrates တဲ့အကြောင်းနောက်ထပ်အာဟာရဓာတ်တစ်မျိုးက proteins ဖြစ်တယ်เนาะအဲ့ proteins ကိုကြည့်တဲ့အခါမှာเนาะသူ့ရဲ့ examples တွေပေါ့เนาะပါလဲဆိုတော့ meat, fish, eggs, poultry, dairy products, legumes, နော် nuts and seeds အဲ့တော့ meat အသား fish ငါ eggs ဥမျိုးပေါ့ကျဲဥဘဲဥငုံเนาะအဲ့တော့အသားတွေငါးတွေဥတွေပါတယ် poultry ဆိုတာကတော့ကြက်တွေဘဲတွေကိုပြောတာเนาะနောက်တစ်ခါ dairy products ဆိုတာက nutrit ပစ္စည်းเนาะnutrit ပစ္စည်းဆိုလို့ရှိရင်တော့တင်ခဲ့ထောပတ်မလိုက်ဒါတွေကိုပြောတာเนาะအဲ့တော့ဆရာတို့တင်ရိုးဟောင်းထဲမှာเนาะမြန်မာစာမှာတင်ရတဲ့မိဖုရားဖွားစောကြောက်စာမှာမိဖုရားဖွားစောကဘာလှူခဲ့လဲဆိုတော့နို့တစ်နို့တန်ရက်တက်ထောပေထောပတ်နို့အရသာ၅ပါးကိုတန်ဃာတော်များအားလှူတယ်လို့သူ့ရဲ့ကြောက်စာမှာမှတ်တမ်းတင်ထားတာကိုတွေ့ရတယ်အဲ့တော့မိဖုရားဖွားစောကဘာလှူလဲ dairy products ပေါ့နို့ထွက်ပစ္စည်းတွေလှူတာပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ legumes ပဲတောင်ရှည်တွေနောက်တစ်ခါ nuts အခွန်မာသီးတွေနော်တစ်ကြားသီးလိုမျိုးအခွန်မာသီးတွေနော်အဲ့ဒါမျိုးနော်အဲ့တော့ဒီရှင့်နေပါတယ်စားရတယ်ပေါ့ကြိုက်ဖြတ်စားတောက်တဲ့တက်တော်ဝါလေးစားရတယ်ပေါ့နော်အဲ့ဒါ next တွေပေါ့နောက်က seeds နော်အစေ့တွေနော်အဲ့တော့မြေပဲစေ့တို့နော်နေကြာစေ့တို့နော်ဒီအစေ့အစံတွေကိုနော်ပြောတာဖြစ်ပါတယ်အဲ့ဒီမှာသူ့ရဲ့ function လုပ်ငန်းဆောင်တာက provide energy စွမ်းအင်ကိုထောက်ပံ့တယ်နောက်တစ်ခါ help to build maintain and repair နော် buff ကိုသုံးထားတာကိုတွေ့ရပါတယ်နော်နော် buff ကိုသုံးထားတာကိုတွေ့ရတယ်နော် English သင်နေတာတော့မဟုတ်ဘူးဟောအဲ့တော့ခါတော့ကဒီဆရာရဲ့ page မှာနော်ဆရာရဲ့ page မှာအဲ့လိုမလိုမုန်းထားပြီးတော့နော် personal attack ပေါ့ဆရာကိုလာပြီးတော့တိုက်ခိုက်တာအဲ့သူကဆရာရဲ့တဲ့နော်ဒီ English pronunciation ကလည်းပဲပုံမှန်ပါပဲတဲ့ English စာအတန်ထွက်ကလည်းနော်အဲ့တော့teaching methodology ပေါ့နော်ဇီဝဗေဒသင်ကြားတဲ့နည်းစနစ်ကလည်းပုံမှန်ပါပဲတဲ့အဲ့တော့
ဒီဘုတထောင်ကသူ့ရဲ့ဒီနော် biology teachers နှစ်ယောက်နဲ့ခင်စေခြင်းနဲ့တဲ့ဆရာကတော့ရိုးရိုးလေးပဲပြန်ပြောလိုက်ပါတယ်နော်ဆရာကဒီ zoology နဲ့ botany နဲ့ကိုနော်အဲ့တော့ grade ဆရာတို့လက်ထက်က grade 9နဲ့ grade 10မှာ biology သင်ခဲ့ရတယ်ဆေးကျောင်းမှာ first year မှာဒီ botany နဲ့ zoology သင်ခဲ့ရတယ်တကယ်တော့ branches of biology ဇီဝဗေဒရဲ့ဘာသာရပ်ခွဲတွေဆိုတာကဟိုနော်ကလေးတွေ chapter 1မှာသင်ခဲ့ရတယ်လို့ပဲเนาะ biophysics biochemistry bioinformatics เนาะဒါတွေအကုန်လုံးဒီဆေးပညာရဲ့ဘာသာရပ်ခွဲတွေเนาะ branches of medicine ဒါတွေအားလုံးเนาะ branches of medical science เนาะဆေးဝါးနဲ့နှီးနှွယ်တဲ့သိပ္ပံပညာတွေအားလုံးပေါ့เนาะအဲ့တော့ lab technician ပေါ့เนาะဓာတ်ခွဲခန်းပညာရှင်တွေเนาะအဲ့တော့lab technology တွေပေါ့ဒါတွေအားလုံးเนาะဒါတွေကအဲ့တော့အခုဆရာတို့ ultrasound နေ ECG တွေเนาะနောက် echocardiogram နေechocardiogram နေ ECG ဆိုလို့ရှိရင် electrocardiogram နေအခုခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့အခါမှာ CT scan နေเนาะ CT scan ဆိုလို့ရှိရင် computerized tomography လို့ခေါ်တယ်เนาะ MRI magnetic resonance imaging လို့ခေါ်တယ်ဒီဟာတွေအားလုံးဟာဘယ်ကသွားတာလဲဆို biology ကပဲသွားတာဖြစ်တယ်ဒါကဒီညင်းလို့မရတဲ့အမှန်တရားဖြစ်တယ်ဒါကြောင့်မလို့เนาะအဲ့တော့ biology ကို natural science သဘာဝသိပ္ပံလို့ခေါ်တယ် biology ကို basic science အခြေခံသိပ္ပံလို့ခေါ်တယ်เนาะအဲ့တော့ဒီဆေးပညာတို့ဆေးနဲ့နှီးနှောဖလွယ်နှီးနှွယ်နေတဲ့ပညာရပ်တွေเนาะအဲ့တော့လူနာကိုယောဂရှာဖွေရေး diagnostics တွေလုပ်ဖို့အတွက်เนาะဒီfor diagnostic purposes ပေါ့အဲ့ဒီအတွက်ကိုဆရာတို့ကဒီ biology ကတကယ်ကို very fundamental and important science လို့ chapter 1မှာပြောထားပြီးသားအလွန်ကိုအခြေခံကျပြီးတော့အလွန်ကိုပဲအရေးပါတာဖြစ်တယ်ဒါကြောင့်မလို့တယောက်နဲ့တယောက်ကြားမှာဆရာတယောက်နဲ့တယောက်ကြားမှာဘာမှ conflict ဖြစ်အောင်เนาะဒီရန်တိုက်ပေးစရာဘာအကြောင်းမှမရှိဘူးเนาะတယောက်နဲ့တယောက်နဲ့ကြားထဲမှာလည်းပဲမနာလိုမုန်းထားစရာဘာအကြောင်းမှမရှိဘူးမုဒိတာတရားဆရာတို့အပြည့်အဝထားတယ်နော်အဲ့တော့ဗုဒ္ဓဘာသာမှာမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုရက်နော်ဗြဟ္မဝိဟာရတရား၄ပါးရှိတယ်နော်အဲ့ဒီတရားတွေကိုကျင့်ရင်ဗြဟ္မပြည်ကိုရောက်မယ်လို့နော်ဗုဒ္ဓကသင်ထားတာဖြစ်တယ်နော်ဒါကြောင့်မလို့ကဲထားအဲ့တော့ပြောချင်တာကဒီနေရာမှာ English သင်နေတာမဟုတ်ပေမဲ့နော်ကလေးတွေက buff သုံးလုံးဆိုတာသိရမယ် build ဘာလို့တာလဲတိဆောက်တာ maintain ထိန်းသိမ်းတာ repair ဘာလို့တာလဲပြင်ဆင်တာနော်စက်တွေပြည့်ရင်ပြင်ရတယ်အပင်တွေလည်းပဲထိခိုက်ဒဏ်ရာရရင်သူ့ဟာသူပြင်တယ်နော်လူတွေလည်းပဲခန္ဓာကိုယ်မှာထိခိုက်ဒဏ်ရာရရင်ခန္ဓာကိုယ်ကနေပြီးတော့သူ့ဟာသူအလိုလျောက်ပြင်တယ်ဆိုင်မှာသွားပြင်စရာမလိုဘူးနော်အလိုအလျောက်သူကပြင်တဲ့နော် repair mechanism ပါတယ်အဲ့ဒါကိုနော် wear and tear action ပေါ့ wear ဆိုတာကပြုံးတီးသွားတာsorry tear ဆိုတာကမျက်ရည်ကြတော့ tear လို့ခေါ်တာပေါ့ tear ပြုံးတီးသွားတာပျက်စီးသွားတာအဲ့ဒါကို wear ဆိုတာကဝစ်စင်တာပြန်လဲပြင်ဆင်တာအဲ့ဒါကို repair လို့ခေါ်တာဖြစ်တယ်ဒါပဲเนาะအဲ့တော့နောက်တစ်ခုက involve in the interaction of several organs အမျိုးမျိုးသောအင်္ဂါရက်တွေရဲ့ interaction action ဆိုတာလုပ်ငန်းပေါ့ interaction ဆိုတာအပြန်ပြန်လှန်လှန်လှုပ်ဆောင်မှုเนาะအမျိုးမျိုးသောအင်္ဂါတွေရဲ့အပြန်ပြန်လှန်လှန်လှုပ်ဆောင်မှုဆိုတာဆရာတို့ခန္ဓာကိုယ်မှာနှလုံးနဲ့အဆုပ်နဲ့သွေးကြောနဲ့ဒါလွယ်တဲ့ဥပမာပေးတာအစာအိမ်နဲ့ဥလန်းချောင်းနဲ့เนาะအဲ့ဒါတွေဟာတစ်ခုနဲ့တစ်ခုအားလုံးအုံနှောင်းနဲ့အဲ့ဒါတွေတစ်ခုနဲ့တစ်ခုအားလုံးဘာဖြစ်နေတာလဲချိတ်ဆက်ပြီးတော့အလုံးလုံးဆောင်နေတာဖြစ်တယ်အဲ့တော့ဆရာတို့နောက်တစ်ခုဆက်ကြည့်ရအောင်ဟောဒီမှာเนาะမြန်မာလိုလည်းရေးထားပါတယ်များစွာသောအင်္ဂါများ၏ပြန်လှန်လှုပ်ဆောင်ခြင်းတွင်ပါဝင်သည်တဲ့ help to regulate cell growth cell ကြီးထွားဖို့အတွက်လုပ်ပေးတာเนาะဒါကြောင့်မလို့ကျောင်းနံရံမှာကတ်ထားတဲ့အာဟာရအုပ်စု၃မျိုးဆိုပြီးမူလာတန်းကျောင်းမှာတည်းကကတ်ထားတာเนาะဘယ်လိုကတ်ထားလဲခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသောအုပ်စုเนาะအင်အားဖြစ်စေသောအုပ်စုယောဂကာကွယ်သောအုပ်စုကျန်းမာရေးဌာနတွေမှာရောဆရာတို့ကျန်းမာရေးဌာနတွေမှာမကတ်ဘူးလားကတ်တယ်เนาะအဲ့ဒါကိုပြောနေတာ
နော်တခြားထူးထူးဆန်းဆန်းတွေကိုရှောက်ပြောနေတာမဟုတ်ဘူးနော်အဲ့တော့ cell growth cell တွေကြီးထွားတယ် cell ကြီးထွားတယ်ဆိုတာခန္ဓာကိုယ်တစ်ခုလုံးက cell တွေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် cell ဆိုတာက chapter 2မှာပြန်ကြည့်လိုက် cell ဆိုတာ the cell is the basic structure and functional unit of the body လို့ရေးထားတယ်ခန္ဓာကိုယ်မှာရှိတဲ့အခြေခံကျတဲ့ဖွဲ့စည်းပုံဆိုင်ရာလုပ်ငန်းပိုင်းဆိုင်ရာအခြေခံ unit ဖြစ်တယ် basic unit နော် basic unit လို့ပြောချင်တာအဲ့ဒါကိုအဲ့ဒီ basic နဲ့ unit နဲ့ကြားထဲမှာခလက်ကောင်က adjective ထည့်လိုက်တာနော်အဲ့တော့ basic structure and functional unit လို့ဖွဲ့စည်းမှုနဲ့ဆိုင်သောလုပ်ငန်းနဲ့ဆိုင်သောအခြေခံ unit ကို cell ဟုခေါ်သည်ဒါပဲဟုတ်တယ်မလားကျွန်တော်ကြီးလာရင်ဆရာဝန်လုပ်မယ်တကြီးလာရင်ဆရာဝန်လုပ်မယ်မိမိကြီးလာရင်ဆရာဝန်လုပ်မယ်ဆို what is a cell ဆိုတာဘာလဲဆိုပြောရမယ်နော် cell ဆိုတာဘာလဲလို့မေးလိုက်လို့ချွေးပြန်နေရင်တော့အဲ့ဒါကိုယ့်ကိုပြန်စဉ်းစားဖို့လိုတာဖြစ်တယ်နော်အဲ့တော့ okay နောက်တစ်ခုက fats နော်ဘာလဲ fats ဆိုတာကအဆီအဲ့တော့အဆီဓာတ်တွေနော် fats တွေပေါ့နော်ဒါကို lipids လို့လည်းဆရာတို့ခေါ်ပါတယ်နော်အဲ့ဒီမှာ lipids တွေကတော့အမျိုးမျိုးရှိတာပေါ့နော် cholesterol တွေနော် triglyceride တွေနော်low density lipoprotein တွေနော် very low density lipoprotein တွေနော်ပြောရင်ဒါအခလေး level ဘာတွေလျှောက်ပြောနေတာဒီလိုမဟုတ်ဘူးနော်အဲ့တော့ကြာဘူးနားဝရှိအောင်နော်အဲ့တော့ဘူးတူတာများလေကောင်းလေပဲ okay butter animal fats eggs milk chocolate avocado fish oil and vegetable oil ဆရာတလုံးချင်းမပြောတော့ဘူးเนาะအဲ့တော့ dictionary လည်းနည်းနည်းသုံးတတ်အောင်ပေါ့เนาะကလေးတွေအနေနဲ့เนาะဒါကဆရာကကလေးတွေကို UTV ပြောတာဖြစ်ပါတယ်เนาะအဲ့တော့နားထောင်တာကတော့အားလုံးနားထောင်လို့ရပါတယ်သို့တော့ဆရာကဘသူ့ကို UT လဲကလေးတွေ UT တာဖြစ်တယ်เนาะအဲ့တော့ top bat တလိမ့်ဆန်အစီများဥများနှုတ် chocolate top bat တီငါးအစီငါးကြီးစီလို့ပါတော့ပြောတာနောက်တစ်ခုကဟင်းသင်းဟိရက်စီပေါ့ဟင်းသင်းဟိရက်စီဆိုတာပြောမယ်ဆိုလို့ရှိရင်ဆရာတို့စီအုံးလို့ပါတော့ပြောတာเนาะစီအုံးကရတော့ဘာခေါ်လဲစားအုံးစီခေါ်တယ်เนาะအဲ့တော့သူတို့ကဘာလုပ်ငန်းကိုလှုပ်ဆောင်ပေးတယ်လဲဆိုတော့ provide energy စွမ်းအင်ထောက်ပံ့တဲ့ cushion organs cushion ဆိုတာ sofa ကုံတွေအောက်မှာဒီထားတဲ့ဒီ spring တွေကိုပြောတာတချို့ဂဒင်တွေအောက်မှာရှိတယ်เนาะကား body တွေရဲ့အောက်မှာ तू ကဒီ cycle မှာဆိုလို့ရှိရင်ဒါဘာခေါ်လဲเนาะလျှော့ပါလို့ခေါ်တယ်မလားအဲ့တော့เนาะအဲ့တော့ shock absorber တွေပေါ့အဲ့ဒါ cushion ပဲ cushion အနေနဲ့လှုပ်ဆောင်ပေးတယ်နောက်တစ်ခုကเนาะ carry vitamins เนาะ vitamin တွေကိုတည်ပေးတယ်ဘာလဲဆိုအစီမှာပြောတဲ့ vitamin ၄မျိုးရှိတယ် A D E K vitamin A vitamin D vitamin E vitamin K အဲ့ဒီ၄မျိုးကဘယ်သူကတည်ပေးရတာလဲအစီမှာပျော်ဝင်သောကြောင့်အစီကတည်ပေးရတာဖြစ်တယ်နောက်တစ်ခုက adds an insulator and provide taste insulator ဆိုတာက physics မှာသင်ရတယ်အပူကာပစ္စည်းတနည်းအားဖြင့်လျှက်ကာပစ္စည်းเนาะအဲ့တော့အပူတွေဝင်မလာအောင်ကာထားတယ်တနည်းအားဖြင့်ခန္ဓာကိုယ်ကအပူတွေအပြင်ထွက်မသွားအောင်ကာထားတယ်နောက်တစ်ခုကเนาะဒီလျှက်ကာပစ္စည်းတော့မဟုတ်ပေါ့เนาะခန္ဓာကိုယ်ကတော့လျှက်စစ်နဲ့တွေ့ရင်ဓာတ်လိုက်တတ်တာပေါ့เนาะဒါအပူကာလို့ဆရာတို့ကပြောတာဖြစ်ပါတယ်နောက်တစ်ခုကချို့တဲ့ရင်ဘာတွေဖြစ်မလဲ dry scaly dark skin dry 6တွေ့တယ် scaly အကျေးကုန်တွေထားတယ်เนาะသိမှာပါเนาะဆောင်းတွင်ဟိုအသားပတ်တဲ့ပုံစံမျိုးပေါ့เนาะအဲ့လိုမျိုးเนาะအသားပတ်ထားတဲ့စိုးတာပေါ့ဒီဟာကเนาะနောက်တစ်ခုက dark ဆိုမွဲ6เนาะ dark ကထုံထိုင်းတာเนาะအဲ့တော့ဒါဒီကလေးကတော့ထုံနေထိုင်းနေเนาะထုံနေထိုင်းနေဆိုလဲအားမငယ်နဲ့ထုံနေထိုင်းနေဆိုထက်အခါကသူများက9ခေါက်ဆိုရင်เนาะကိုကအခေါက်90ပေါ့เนาะမရစရာဘာအကြောင်းမှမရှိဘူးเนาะနောက်တစ်ခုကပါလဲ dry brittle hairs 6တွေ့တယ် brittle ဆိုတာကျွတ်ဆက်တယ်ဆိုတာပါလဲပြတ်တောက်လွယ်တာပေါ့သပင်တွေကျွတ်တယ်သပင်တွေပြတ်ထွက်တယ်ဒါကိုပြောတာနောက်တစ်ခုက hanger စတာပေါ့နော်အဲ့တော့အစီဆိုတာဟာနော်စတိုင်းတီလို့ခေါ်တယ်တင်းတိမ်ရောင်ရဲမှုကိုဖြစ်စေတာဖြစ်တယ်ဒါကြောင့်မလို့ဒီအစီပါတဲ့အစာစားလို့ရှိရင်ဤသွားတယ်လို့ပြောတယ်ဘာမှလို့ဤသွားတယ်ဆိုတာကစက်မစားခြင်းတော့ဘူးလို့ပြောတာဖြစ်တယ်နော်အဲ့တော့စက်မစားခြင်းတော့ဘူးဆိုတာဘာကိုပြောတာလဲ
တင်းတိမ်ရောင်ရဲသွားတာနော်အဲ့တော့ဒီအစီချို့တဲ့ရင်ဘာဖြစ်မလဲသူနဲ့ဆန့်ကျင်ဘက်စာလောင်ခြင်း hunger နော်ဒါကြောင့်မလို့အဲ့ဒါ thinking မှာပါတယ် logical thinking critical thinking lateral thinking နော် thinking ဆိုပြီးတော့ different types of thinking ဆိုပြီး Google မှာရိုက်ရှာလာနော်တွေးခေါ်တဲ့ပုံစံအမျိုးမျိုးကိုတွေးရမှာဖြစ်တယ် okay နောက်တစ်ခုကဘာလဲဆိုတော့ fibers အမြင်များ okay နော်အဲ့တော့အမြင်များပါမယ်နောက်ကြံသေးလားကြံသေးတာပေါ့ water ရေအကြောင်းနော်အဲ့တော့တခါတည်းဆရာပြီးပြောမယ်နော်နည်းနည်းလေးတော့နော်မပြင်းပါနဲ့အမြင်ဆိုတာကအပင်ရရတယ်ဒါပဲအဲ့တော့ဖတ်ကြည့်ရအောင် cereals whole grain bread cereals ဆိုတာကကောက်ပဲသီးနှံတွေကိုပြောတာ whole grain ဆိုတာကဒီကောက်နှံတစ်ခုလုံးလို့တချို့သောစာရေးဆရာတွေကဘာသာပြန်တယ်ဆရာကဒီမှာဘယ်လိုရေးထားလဲဆိုတော့ဖြူအောင်ဖွတ်မထားသည့်နော်ဒီ whole grain bread တစ်ဆက်တည်းနော်အဲ့တော့ဖြူအောင်ဖွတ်မထားသည့်ဂျုံဖြင့်လှုပ်သောပေါင်မုတ် okay နောက်တစ်ခုက fruit such as apples berry pears နော် melons or နောက်တစ်ခုကဘာလဲ organs မဟုတ်ဘူးเนาะဆရာဒီမှာစာရိုက်တာမှားသွားပါတယ် sorry oranges bananas เนาะဘာတွေလဲပန်းသီးတွေ berry သီးတွေဆိုတာ blueberry တို့เนาะ strawberry တို့ဒါတွေကိုပြောတာနောက်တစ်ခါ pears တစ်တော်သီးတွေเนาะ melons ဖရဲသီးတွေနောက်တစ်ခုကဘာလဲ oranges လိမ္မော်သီးတွေ bananas ငပြောသီးနောက်တစ်ခုက vegetable such as peas beans potatoes with skin ဘာပြောတာလဲ peas เนาะပဲစီတွေเนาะပဲရောင်ရှည်တွေဟင်းသီးဟျက်တွေပေါ့เนาะဒါတွေကိုပြောတာဖြစ်တယ်နောက် nuts and seeds အခွန်မာသီးတွေနဲ့အစေတွေเนาะဒါတွေကိုပြောတာဖြစ်ပါတယ်အဲ့ဒီမှာ तू ကဘာဖြစ်လဲဆိုတော့ဒီသူ့ရဲ့ဒီ function ပေါ့လုပ်ငန်းဆောင်တာတတိယဆရာကွက်မှာ lower cholesterol and stabilize blood glucose level အဲ့တော့ तू ကအမြင့်တက်ရဲ့သဘောတဘာဝကခန္ဓာကိုယ်မှာနှလုံးသွေးကြောချင်းယောဂါတွေနဲ့လေဖြတ်ခြင်းတွေကိုဖြစ်စေတဲ့မလိုလားအပ်တဲ့မကောင်းတဲ့เนาะအဆီတွေ cholesterol တွေကိုဘာလို့စေလဲလျော့ကျစေတယ် stabilize ဆိုတာတည်ငြိမ်စေတာပေါ့ဘာကိုတည်ငြိမ်စေတာလဲဆိုတော့ blood glucose level เนาะသွေးထဲမှာရှိတဲ့ကြားဓာတ်ကိုတည်ငြိမ်စေတယ်တဲ့ဆိုလိုတာကစီးကြိုသမားတွေအသီးအရွက်များများစားရမယ်ဒါမှဘာဖြစ်လဲသူတို့သွေးထဲမှာရှိတဲ့ကြားဓာတ်ကတည်ငြိမ်မှာဖြစ်တယ်နောက်တစ်ခုက help to prevent constipation ပေါ်မှာပြောခဲ့တယ် carbohydrates မှာတစ်ခေါက်ပြောခဲ့တယ်အမြင့်တက်ကဝမ်းချုပ်ခြင်းကိုကာကွယ်တယ်เนาะဒီဝမ်းရဲ့ပမာဏကိုဖြစ်စေတာလေများစေတာဖြစ်တယ်เนาะအဲ့တော့ဒီနောက်တစ်ခုက help the stomach feel fuller အစာအိမ်ကိုเนาะ stomach ကိုဖြစ်လေ fuller ပြည့်တဲ့ခံစားမှုကိုရစေတယ်เนาะဒါကြောင့်မလို့အဲ့တော့ဒီအသီးနှံတွေစားလိုက်တဲ့အခါကျတော့เนาะထမင်းစားခြင်းစီနည်းနည်းလျော့သွားတာဗောစီးကြိုသမားတွေမှာထမင်းလျှော့စားရမယ်ဆိုတော့လက်သီးစုပ်တစ်စုပ်စားလောက်ပဲစားရမယ်ဆိုတော့ဘာဖြစ်လဲเนาะအသီးရွက်များစားပေးလိုက်တော့ဘိုက်မစားတော့ဘူးပေါ့ဒါကိုပြောတာ okay နောက်တစ်ခုကဘာလဲဆိုတော့ leads to risk of heart disease constipation diabetes and bowel cancer ဘာတွေဖြစ်စေလဲသူချို့တဲ့ရေသူဆိုတာဘာလို့လဲအမြင်ချို့တဲ့เนาะ heart disease နှလုံးယောဂါ constipation ဝမ်းချုပ်ခြင်း diabetes စီးကြိုယောဂါတချို့ကလာသေးတယ်စီးကြိုနဲ့သွေးကြိုနဲ့မတူဘူးသွေးထဲမှာရှိတဲ့အချိုဓာတ်ကများမှတော့စီးထဲကပေါက်တဲ့အချိုဓာတ်ကလည်းများပြီဗောစီးကြိုသွေးကြိုတူတူပဲเนาะနောက်တစ်ခုက bowel cancer เนาะဥမကြီးဥကင်ဆာကိုပြောချင်တာအဓိက colon cancer ကိုပြောချင်တာเนาะ colon cancer ကိုပြောချင်တာဥမကြီး cancer เนาะ okay အဲ့တော့ဆရာတို့နောက်ဆုံးเนาะ last but not the least ပေါ့နောက်ဆုံးဒါပေမဲ့အရေးမကြီးတဲ့အရာတော့မဟုတ်ဘူးအဲ့ဒါဘာလို့ water ရေဖြစ်တယ်เนาะအဲ့တော့ရေကဘယ်ရမလဲเนาะ drinking water တောက်ရေတဲ့เนาะရေအိုးတွေကရမှာပေါ့ရေတံမှုတွေကရမှာပေါ့ hot and cold drinks hot drinks ဆိုတာကဒီ coffee တွေ
လက်ဖက်ရည်တွေကိုပြောတာ cold drinks ဆိုတာအေးတွေပေါ့နော်အေးတွေအချိုရည်တွေကိုပြောတာနောက်တစ်ခုကဘာလဲ succulent fruits အရေရွှမ်းတဲ့အသီးတွေ and vegetables ဟင်းသီးဟင်းရွက်တွေကိုပြောတာဖြစ်တယ်အဲ့တော့သူကဘာလုပ်ပေးလဲဆိုတော့ lubricates the joints boost skin health and beauty lubricate ဆိုတာကချောမွေ့စေတာ engine စကားနဲ့ပြောရင် engine ဝိုင်ပဲခန္ဓာကိုယ်အတွက်သူပါလဲ engine ဝိုင်ပဲ lubricate ဖြစ်စေတာချောမွေ့စေတာ boost ဆိုတာမြင့်တင်ပေးတာဘာအောင်မြင့်တင်တာလဲ skin health အရေပြားရဲ့ကျန်းမာရေးနော်အခု skin care တွေလုပ်ကြတယ်နော်skin care တွေလုပ်တယ်ရေမြတောက်ဖို့လည်းမလိုလားလို့လားလိုတယ်နော်နောက်တစ်ခါ health and beauty ကျန်းမာရေးနဲ့အလှပနော်အဲ့တော့အရေပြားကျန်းမာရေးနဲ့အလှပကို boost လုပ်ပေးတာမြင့်တင်ပေးတာဖြစ်တယ်တဲ့နောက်တစ်ခုက cushions the brain spinal cord and other sensitive tissue brain အုံနောက်ကနေကြော်ရိုးတိုင်းတစ်လျှောက်ကနေဆင်းလာတော့ spinal cord ကြော်ရိုးအာယုံကြောမှာ other sensitive tissue sensitive ဆိုတာထိလွယ်ရှလွယ်ဖြစ်တဲ့တနည်းအားဖြင့်ထိခိုက်လွယ်တဲ့နူးညံ့ပျော့ပြောင်းသောနော်ပြောတော့အဓိပ္ပာယ်ကနော်လမ်းချော်သွားအောင် sensitive ဆိုတာဘာလဲထိခိုက်လွယ်သော tissue တွေအဲ့တော့အုံနောက်ကြော်ရိုးအာယုံကြောမှာနဲ့အခြားသောထိခိုက်လွယ်တဲ့ tissue တွေကို cushion လုပ်ပေးတာ cushion တစ်ဖွဲအခုခံပေးတာနောက်တစ်ခုကဘာလဲ regulates body tissue body temperature ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးတယ်ဟာဘယ်လိုများထိန်းညှိပေးတာလဲဆရာတို့ပူလို့ရှိရင်ခန္ဓာကိုယ်ကနေချွေးတွေအများကြီးပြန်လာတယ်အဲ့ဒီချွေးနဲ့အတူခန္ဓာကိုယ်အပူတွေကိုအပြင်ကိုထုတ်ပလိုက်တယ်အဲ့ဒါပါလေရေကလှုပ်ဆောင်ပေးတာဖြစ်တယ်နောက်တစ်ခုက flashes body weight flex ဆိုတာဟိုတို့ဘိုးတိုင်းအင်သားတွေမှာရေဆွဲချတာလေအဲ့သဘောကိုflash လို့ခေါ်တာ flashes body weight ခန္ဓာကိုယ်မှာရှိတဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးတယ်နောက်တစ်ခုက helps to maintain blood pressure သွေးဖိအားကို maintain ဆိုတာထိန်းသိမ်းထားတယ်ဆိုလိုတာကသွေးပေါင်ချိန်ကျတဲ့လူကိုဆရာတို့ကဘာလို့ရလဲဓာတ်စားရည်တိုက်ရတယ်အနည်းဆုံးတော့ one shot လို့ဖြစ်စေအန်လို့ဖြစ်စေသွေးပေါင်ချိန်ကျရင်ဓာတ်စားရည်တိုက်ရအဲ့ဒါနဲ့မှမရရင်အကြောတွေကနေပြီးတော့နော် drip ချိတ်ရတာပေါ့နော်အဲ့တော့ငပြောဘူးပလင်းနဲ့နော်ပလင်းချိတ်တယ်ခေါ်တယ်နော်အဲ့ဒါနိုင်ငံခြားမှာတော့ဒါကို banana bag လို့ခေါ်တာပေါ့နော်အဲ့တော့သွေးပေါင်ကြီးကြတာဖြစ်စီအရက်နာကြတာဖြစ်စီဘာနာပဲကြနော်မနဲ့မိုးလင်းရင်ဘာဖြစ်လဲရုံမသွားခင်စေးကမ်းမှာဝင်ပြီးတော့ banana bag ချိတ်လိုက်တယ်နော်ဒါကိုပြောတာဖြစ်တယ် okay နောက်တစ်ခုသူ့ရဲ့ကဲရေဓာတ်ချို့တဲ့ရင်တဲ့ရေတောင်နေရင်တို့မို့ရာသီဥတုပူလို့ရေဓာတ်တွေခန်းချောက်ရင်တနည်းအားဖြင့်ပြောရင်အန်နာများရင် vomiting အန်ခြင်းနော် loose motion ဝမ်းလျှောခြင်းဒါတွေဖြစ်တာဆိုရင်ဘာဖြစ်မလဲ dry skin dry or sticky mouth and tan dry skin အရေပြားတွေခြောက်သွေ့မယ်နော် dry ခြောက်သွေ့တော့ sticky နော်ဆေးကက်ကဖြစ်တဲ့ mouth ဆိုလိုတာပါးစပ်ကနော်ဆေးကက်ကဖြစ်နေတာနော်ခြောက်နေတာပါးစပ်ခြောက်နေတာပေါ့နော်တတွေးတွေပါတယ်တိတ်မထွက်တာပေါ့နော်နောက်တစ်ခုကဘာလဲ tan နော်ရှာတွေပါးစပ်တွေခြောက်တာဒါကိုပြောတာနောက်တစ်ခုက constipation thirst and hunger ဝမ်းချုပ်တဲ့နောက်တစ်ခါ thirst ဆိုတာကရေစာတာ hunger ဆိုတာကဗိုက်စာတာထမင်းစာတာနော်နောက်တစ်ခုကဘာဖြစ်လဲ tiredness headache dark urine and kidney failure အဲ့တော့ tiredness ဆိုတာကမောပန်းဝမ်းနေတယ်ရေဓာတ်မရှိနော်အဲ့တော့နွေရာသီမှာရေများတောက်တဲ့ရေတောက်လို့ရတယ်အုံးရေတောက်လို့ရတယ်ဓာတ်စားရေတောက်လို့ရတယ်နောက် headache ခေါင်းကိုက်တာ dark urine ခန္ဓာကိုယ်မှာရေဓာတ်ကနည်းသွားတော့စီးအယောင်ဘာဖြစ်လဲမဲတာကိုပြောတာမဟုတ်ဘူးစီးအယောင်ရင့်သွားတာကိုပြောတာတချို့နေရာမှာ dark ဆိုတာကမဲတချို့နေရာမှာ dark ဆိုတာကမှောင်တာတချို့နေရာမှာ dark ဆိုတာကအယောင်ရင့်တာထိုနည်းတူစွာပဲ light တချို့နေရာမှာ light ဆိုတာကအလင်းရောင်တချို့နေရာမှာ light ဆိုတာကပေါ်ပါတာကိုပြောတာဖြစ်တယ်နော် okay နောက်တစ်ခုက kidney failure အဲ့တော့ကာလဝမ်းယောဂါတွေဝမ်းပြက်ဝမ်းလျှော်ယောဂါနဲ့ဆေးရုံတက်လို့ဒီလူတယောက်ကိုအချိန်မီ resuscitate လုပ်ပေးရမယ်နော်
နော် fluid resuscitation ပေါ့အရည်တွေနဲ့ပြန်ဖြည့်ပေးရမယ်အဲ့ဒီလိုမှမလုပ်လို့ရှိရင်ဒီလူကစီးမထွက်တော့ဘူးဟေ့ဆိုရင်ဘာဖြစ်မလဲကြောက်ကပ်ပျက်စီးသွားမယ် kidney failure နော်ဒါကိုပြောတာဖြစ်ပါတယ်နော်ဒါကတော့နော် table 4.3 နော်ဒီတိုင်းပဲဘာသာပြန်ပြီးပြောပြတာစာသင်တာမဟုတ်ပါဘူးနော်ဘာသာပြန်ဆရာပဲဖြစ်ပါတယ်နော်အခုဆရာတော့တပည့်တွေကိုဘာလုပ်တာလဲစာသင်ပေးတာဖြစ်တယ်နော်အားလုံးကျေးဇူးတင်တယ်